မနွေဦးရဲ့The Session လေးတို့ရဲ့မင်္ဂလာပါနော်မနွေဦးရဲ့နွေဦး Story Channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မနွေဦးရဲ့ The Session လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ခမောက်ရောင်းသမားဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမနွေဦးရဲ့ The Session လေးတို့လည်းပုံမြင်လေးနှထောင်ဖို့စဉ်းစားပြလောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစလိုက်ကြမယ်ခမောက်ရောင်းသမားတခါတော့ကခမောက်ရောင်းသမားတယောက်ဟာခမောက်တွေကိုချင်းကြီးနှလုံးထဲမှာထည့်ပြီးအလေကဝလုံးနဲ့ရှို့ထမ်းပြီးသူ့အိမ်ကနေခမောက်ရောင်းဖို့ထွက်လာခဲ့တယ်။နေကအရန်ပူနေလို့ခမောက်တလုံးကိုတော့သူ့ကောင်းမှာစောင်းထားလေတယ်။ချင်းတော်ကြီး2000ကိုနေဘူးထဲမှာထမ်းရတာဆိုတော့သူအရန်မောနေပြီပေါ့။နောက်တစ်ဝက်ရောက်တော့ညောင်မင်းကြီးတပင်ကိုတွေ့တယ်။ညောင်မင်းကြီးရဲ့အရေးအောက်ကိုရောက်တော့အင်းမြသွားတယ်။ဒါနဲ့ခဏထိုင်နေရင်နားကျင်စိတ်ပေါက်လာတာနဲ့ချင်းတောင်းတွေကိုပြစ်ချပြီးညောင်မင်းကြီးကိုမိကခြေပစ်လက်ပစ်အနားယူရင်သူအိပ်ပျော်သွားတယ်။အဲ့ရကနိုးလို့ကြည့်လိုက်တော့သူ့ချင်းတောင်းတွေထဲမှာခမောက်တွေကလုံးမှမရှိတော့ဘူး။သူ့ရင်ဘတ်ပေါ်မှာကတ်ထားတဲ့သူဆောင်းခဲ့တဲ့ခမောက်တစ်လုံးပဲကျန်တော့တယ်။ခမောက်တွေပျောက်သွားပါလေလို့သူလက်ရှာကြည့်တော့ညောင်မင်းဘော်ကမြောက်တော့အုပ်ရဲ့ခေါင်းတွေပေါ်မှာရောက်နေတာကိုတွေးလိုက်ရတယ်။အဲ့ဒီခမောက်တွေပြင်ရအောင်သူဘယ်လိုလုပ်ရပါမလဲဆိုပြီးအကြံထုတ်တယ်။သူဟာအားတဲ့အချိန်တွေမှာအမြဲစာဖတ်တဲ့အကျင့်ရှိသူဆိုတော့ပြဿနာတစ်ခုကိုခေါင်းအေးထားပြီးစဉ်းစားဖြေရှင်းတတ်တယ်။ခဏလောက်စဉ်းစားပြီးသူအကြံရသွားတယ်။သူ့လက်ထဲမှာခမောက်ကိုခေါင်းပေါ်မှာပြန်ဆောင်ပြီးမြောက်တွေမြင်သားတဲ့နေရာကိုထွက်လိုက်တယ်။မြောက်တွေမြင်လို့ခမောက်ကိုချွတ်ပြီးခေါင်းကုတ်တယ်။မြောက်တွေကသူ့ကိုအတုခိုးပြီးခေါင်းပေါ်ကခမောက်တွေချွတ်ပြီးခေါင်းကုတ်ကြတယ်။ဒါနဲ့ပူလွန်းလို့ခမောက်တောင်မကင်ချင်တော့တဲ့ပုံစံနဲ့သူကခမောက်ကိုမြေကြီးပေါ်ကိုပစ်ချလိုက်တယ်။အဲ့တော့မြောက်တွေကလည်းသူ့လောက်တာမြင်ပြီးသူတို့လက်ထဲကခမောက်တွေကိုပစ်ချလိုက်ကြတယ်။ဒီတော့မှသူဟာမြောက်တွေပစ်ချတဲ့ခမောက်ကိုအလင်းမြန်ကောက်ပြီးချင်းတွေထည့်လိုက်တော့တယ်။ဒီနည်းနဲ့မြောက်တွေလက်ထဲကခမောက်တွေအားလုံးကိုသူပြင်ရလိုက်တယ်။နောက်နှစ်ပေါင်း20ကြာတဲ့အခါမှာတော့စောစောကခမောက်ရောင်သမားကြီးရဲ့မြေးလေးဟာခမောက်ရောင်ရင်ထွက်လာပြန်တယ်။သူလည်းသူ့အဖိုးအိတ်ဆက်နားခဲ့ဖူးတဲ့ညောင်မကြီးအောက်ရောက်တော့ခမောက်ချင်းတော်ကိုချပြီးခြေပြစ်လက်ပြစ်အနားယူရင်အိပ်ပျော်သွားလေတယ်။အဲ့ရကနိုးတော့ချင်းထဲမှာခမောက်တွေမရှိတော့ဘူး။ဒါနဲ့ဟိုတီတီလက်ရှာကြည့်တော့ခမောက်တွေဟာညောင်မင်းဘော်ကမြောက်တွေရဲ့ခေါင်းပေါ်ကိုရောက်နေတယ်။ဒီတော့သူ့အဖိုးပြောခဲ့ပူတာကိုအမှတ်ရပြီးသူ့ဖို့လုပ်ခဲ့တဲ့ဤအတိုင်းခမောက်တွေပြင်ရအောင်ကြိုးစားတယ်။သူကခမောက်ကိုချွတ်ပြီးခေါင်းကိုကုတ်တယ်။မြောက်တွေကလည်းသူ့လိုလိုက်လုပ်တယ်။သူကခမောက်တွေနဲ့သူ့လက်ထဲကခမောက်နဲ့ရက်ခတ်ပြပြန်တယ်။မြောက်တွေကလည်းသူတို့ခမောက်တွေကိုချွတ်ပြီးရက်ခတ်ကြပြန်တယ်။နောက်ဆုံးတော့သူ့လက်ထဲမှာရှိတဲ့ခမောက်ကိုလွှတ်ပစ်လိုက်တယ်။ပြီးတော့မြောက်တွေကသူ့ခမောက်တွေပြစ်ချလိုက်မလားဆိုပြီးမြောက်တွေကိုမော့ကြည့်လေတယ်။ဘယ်မြောက်ကမှခမောက်ကိုမပြစ်ချကြပဲခမောက်တွေကိုလက်ထဲမှာအသေးစုပ်ကင်ထားကြတာကိုတွေ့လိုက်ရတယ်။သူအော်ငေးမောပြီးကြည့်နေရင်တော့မြောက်တစ်ကောင်ဟာသူပြစ်ချလိုက်တဲ့ခမောက်ကိုကောက်ပြီးတစ်ပင်မကိုတက်ပြေးသွားလေတယ်။တစ်ပင်မပြေးတက်ခင်အဲ့ဒီမြောက်ကသူ့ကိုစကားတခွန်ပြောသွားလေတယ်။မင်းမှာအဖိုးရှိတယ်လို့တို့မှလည်းအဖိုးရှိတယ်ဆိုတာမမေ့နဲ့လေတဲ့ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်။မတွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရေဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုအရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။တချို့ကရှေးထုံးကိုမပယ်နဲ့အလင်းကိုလို့လောက်အိုလိုက်ဆိုတဲ့စကားကိုအသေးစုပ်ကင်ပြီးကိစ္စတိုင်းကိုလိုရိုးလို့စင်နီးဟောင်းအတိုင်းဖြစ်ရှင်းဖို့ပဲစဉ်းစားကြတယ်။တခါဖြစ်ရှင်းလို့ရခဲ့ပေမဲ့ဒီနီးအတိုင်းနောက်တစ်ချိန်ဖြစ်ရှင်းနိုင်ဖို့ဆိုတာကတော့ဘယ်အရာမှသိကြမနေဘူး။ရိုးရိုးလှုပ်စင်နီးဟောင်းအတိုင်းပဲလှုပ်တော့မယ်လို့စဉ်းစားမိခဲ့ရင်ဒီပုံမြင်လေးဟာအမှတ်ရစရာကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ဖြစ်တယ်ဆိုတာသိကြပြီတယ်။အဲဒီတော့မနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်။မနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေ့တစ်တိုင်းရဲ့လှပတဲ့ဆန်းရှိုင်းလေးတွေဖြစ်ကြပါစေလို့မနွေဦးကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်။ဒီတော့စောင့်ဝင်စရာကောင်းပြီးအသိပညာပဟုစရာတွေတိုးပွားစီမဲ့ပုံမြင်အသက်တွေကို
ຫນွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00 နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရမမຫນွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ပြန်ဆောင်ကြမယ်နော်။